န်ကောက်မှာကွန်ဒိုတစ်ခန်းကို9နှစ်အရေးကြာနဲ့အတိုးမဲ့ဝယ်ယူနိုင်ပြီးတော့30ရာခိုင်နှုန်းပေးပြီးတာနဲ့အသင့်တက်နေလို့ရမယ့်ကွန်ဒိုကို Ivy တို့အတူတူလေ့လာကြည့်ရအောင်ရှင်ဒါကတော့မိုက်တန်ဖွင့်မှုမေ့သွားလာအောင် view အရင်လှတာအောင်မြင်ပြီးပြောကြရတွေကိုအားနဲ့မယ်နဲ့ပြောနေရမမ Ivy ပါရှင်ကွန်ဒိုကြီးရဲ့အားသာချက်ကသူက payment အပြင်ပေါ့နော် location ကဒီ Rama 3 လမ်းမတန်းပေါ်မှာရှိနေတယ်ဒီ Rama 3 လမ်းမကြီးကနေပြီးတော့စားသုံးစီလုံးဘက်တွေကိုမိနစ်ပိုင်းတွင်သွားလို့ရတယ်လို့ကွန်ဒိုကနေပြီးတော့စီစဉ်ပေးထားတဲ့ shuttle bus ကအစုပ်ရဲ့တမတ်တိုင်ဖြစ်တဲ့ Queen Circuit Station အထိကိုပို့ဆောင်ပေးမှာဖြစ်ပါတယ်ဒီ location ကဒီမြို့လေကောင်လိုကားတွေပိတ်ပြီးတော့ဆူညံမှုတွေမရှိဘဲနဲ့ပေါ့နော်အေးချမ်းချမ်းနဲ့နေကျင်တဲ့သူတွေအတွက်အကောင်းဆုံး location တစ်ခုလို့ပြောလို့ရပါတယ်ဒီတစ်ဝိုက်မှာဆိုရင်လည်းဒါ lifestyle အနေနဲ့ Central Rama 3 တို့ Terminal 21 Rama 3နောက် Asia Night Market စတဲ့နေရာတွေကိုဒါ shopping ထွက်လို့ရတယ်အဲ့တော့ကလေးမိဘတွေအနေနဲ့လည်းဒါ King College International School ရဲ့ Shrewsbury International School စတဲ့ကျောင်းနေနဲ့လည်းနီးတာဖြစ်တဲ့အတွက်အရန်စင်ပြေတယ်ဒါကတော့ကွန်ဒိုကြီးရဲ့လှပခမ်းနားတဲ့ lobby area ဖြစ်ပါတယ်။ Ivy ဒီ vlog လေးထဲမှာဘတ်3သန်းဝန်းကျင်နဲ့ရမယ်1 bedroom ခန်းရဲ့ဘတ်5သန်းဝန်းကျင်နဲ့ရမယ်2 bedroom ခန်းရဲ့ကိုပြသပေးသွားမှာဖြစ်လို့အဆုံးထိလိုက်ခဲ့ကြပါအောင်ရှင်။ဒီခန်းလေးကဘတ်3သန်းဝန်းကျင်နဲ့ရမယ်40 square meter ကျယ်တဲ့1 bedroom 1 bed အခန်းပုံစံဖြစ်ပါတယ်။ဘန်ကောက်မှာကွန်ဒိုအများစုက1 bedroom ဆိုလို့ရှိရင်ဒါ square meter 20ကျော်လောက်ကစတယ်ပေါ့နော်။ဒီ project ကတော့40 square meter ဆိုတဲ့အတွက်ကြောင့်အခန်းကအရန်ကျယ်သွားတယ်။ပြီးတော့ kitchen ဆိုလို့ရှိရင်လည်း separate kitchen ဖြစ်တယ်။ဒီ dining နဲ့ living space တွေလည်းကျယ်တယ်။အိတ်ခန်းတွေကလည်းကျယ်တယ်။နောက်တစ်ခုထူးခြားချက်ကကြတော့သူက balcony ကဒီ price ထဲမှာထည့်မတွက်ထားဘူးပေါ့နော်။ balcony ကျယ်ကျယ်ကိုလည်းရရှိမှာဖြစ်ပါတယ်ဒီ project ကလေ ceiling height လည်းအရန်မြင့်တယ်ပြီးတော့ဒီအိတ်ခန်းထဲမှာဆိုရင် floor to ceiling window တွေကိုသုံးပေးထားတာဖြစ်လို့အလင်းရောင်ကောင်းကောင်းရတဲ့အပြင်ပေါ့နော် Bangkok City View ကိုလည်းအခုလိုမျိုးမြင်တွေ့ရမှာဖြစ်ပါတယ်ရှင်ဒါကတော့အခန်းရဲ့ balcony ပေါ့နော် veranda အကျယ်ကြီးပဲဆက်လက်ပြီးတော့ Ivy တို့အိတ်ခန်းတစ်ခန်းပါတဲ့အခန်းကိုကြည့်ရအောင်နော်နောက်တစ်ခန်းကတော့53 square meter ကျယ်တဲ့2 bedroom 2 bed အခန်းဖြစ်ပါတယ်ရှင်ဈေးနှုန်းကတော့ဒါ ထိုင်းဘတ်5သန်းကျော်ကနေပြီးတော့စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်ရှင်2 bedroom 4အောက်မျိုးစား2မျိုးရှိတဲ့အထက်မှာ Ivy ဒီ4အောက်ကိုသဘောကျတာကြတော့ veranda ကျယ်တဲ့အပြင်ကြောက်ဖျားမြစ် view ရော city view ရောနှစ်ခုစလုံးကိုတွေ့မြင်ခန်းစားနိုင်မှာဖြစ်ပါတယ်kitchen နေရာက separate kitchen ဖြစ်တယ်ပြီးတော့ master bedroom တစ်ခန်းနဲ့ single bedroom တစ်ခန်းပါဝင်မှာဖြစ်ပါတယ်အခုလို luxury condo တစ်ခုကို9နှစ်အတိုးမဲ့အရေးကြနဲ့ဝယ်ယူရရှိနိုင်မှာဖြစ်လို့စိတ်ဝင်စားရဆိုရင်တော့အသေးစိတ်ကို Ivy တို့ team ကိုဆက်သွယ်လိုက်ပါရှင်။